ဘာဆုံးအတက်ထားတဲ့ဟာပြန်ကြည့်ရတယ်လောက်တက်တာညာပေါ့အဲ့ဒါလည်းကြည့်ရတယ်လေဒီလောက်တက်တယ်ပေါ့ဘာလို့လဲလက်မဖြစ်တာ ဒီမကောင်းလား ကောင်းပါလေ ကောင်း ကောင်းပါလေ ရေ ကောင်းပါ ဆေးတော့ပြီ တောက်ပြီးပြီဘာဆင်းလဲဘာဟုတ်လေအဲ့ဒီဆက်တာများတော့မျိုးလုံးလေးပါညာအာရုံပြောစီတောက်ပြီလားလို့ တောက်ပြီးပြီမနဲ့တဲ့ဟောဘာဖြစ်အားပြောနေတော့ တောက်ပြီးပြီးတော့ဘာမှဟုတ် ဘာဖြစ်လဲတော့မဖြစ်တာလားဗျာ ဟမ် ဘာဖြစ်လဲဗျာဘာဖြစ်ဘာဖြစ်နေလဲလို့ ဆိုင်ခေါင်းလားဆင်ရတာဒီလိုဒီ အားကြောင့်ဝရှိတော့သေးတောက်ပြီးလားဟိုကလုပ်ပြရတာလုပ်ပြတာ၆ပြောနေရပေါ့ ကြောက်ကြောက်မုံကစိတ်ထဲကပါလို့ပြီးတာတကယ်မင်းတော့ဟုတ်တယ်တကယ်မင်း အဲ့လိုဆိုရင်တော့ဖြစ်တယ်အားကြောင့်မို့လာပြီးတော့သူများတကအတက်လုပ်နေရအောင်ကော်ဖီကတော့တိတ်ပြီးတော့မရှိရကော်ဖီဖြောက်ပေးမှ အဲ့ပုံဖော်ပေးမယ်လေ အဲ့လိုနဲ့ပဲကိုရောကျော်စားခြင်းနဲ့ဝက်စလက်လေးကိုလိုက်ကြွေလိုက်ရပါတယ်ပေါ့ကွယ်စိတ်ထဲမှာတော့ငါလည်းကြာတွေ့မယ်ပေါ့ဟဲ့မနာသူခင်ဗျာအရန်နေစားခြင်းလားမစားနေတာကြည့်အောင်ကြည့်နေတဲ့ရုပ်ကအလေဆရာကြီးမှွေနေပါတယ်ပေါ့ဟာခုရှင်ရစပြီးတော့ကိုထက်နေချင်းရဲ့ဝက်စလက်စားတော်မူကန်ဖြစ်ပါတယ်ကိုရောကျော်ကတော့အကြီးကျယ်ဆွဲပါတော့တယ်ရှင်ထဲပါတယ်ပြီးရင်နော်ဗဇက်ထဲကိုထဲပါတယ်ကိုရောကျော်တော့ရောက်တရဆွဲနေတာပါတလုံးပြီးတလုံးကိုစားပါတယ်ဆွဲပါတယ်အဲဘာလို့ကျင်ညာလို့များဖြစ်တာပြောင်းမယ် तू ကအချစ်ကနေပြီးအရသာခံစားပြနေရောကျန်စင်ငါလဲဆွဲမယ်ဆိုပြီးအမစပြီးတော့ကျန်စင်နဲ့စားပါတယ်ဒီဆိုင်မှာကျန်စင်တို့2ယောက်လုံးပထမဦးဆုံးတစ်ခေါက်စားပြီးသွားပြီဆိုတော့တိတ်ပြီးတော့အရသာကိုရှေးဝေးတွင်းမနေပါဘူးတခါလဲဆွဲပါတယ်အဲ့တော့တလုံးစားပါတယ်ရှင်လေထဆချင်သေးတယ်ဒီရင်ကမဝက်စလက်လေးရဲ့ဦးစားပါဆိုတော့စားပြီးရင်ထပ်စားခြင်းနဲ့ဆိုတဲ့အတိုင်းပဲနောက်တစ်လုံးထပ်စားလိုက်ပဲဒါပေမဲ့ဒီတစ်လုံးကတော့အရင်နေကြီးသွားတယ်ကွယ်ပါဇက်နဲ့မအင်းအောင်မှမနှောမနှင်းကိုစားလိုက်ရတယ်သူမရဲ့လောဘကြီးလို့ကိုရောကျော်ကတော်တော်လေးကိုဝသွားပြီရှင်တော်တော်လေးကုန်သွားပြီဆိုတော့ဒါတော့မှကိုရောကျော်ကပြောလိုက်သေးတယ်တခုလိုနေသေးတာအဲ့လိုပဲရှိလိုက်မယ်ဆိုတော့တတာ